ထိတွေ့လို့ရတော့လဲမမြင်ရတဲ့နံရံတစ်ခုကြီးပါအဲ့ဒါကရုတ်တရက်ပေါ်လာပြီးဘယ်သူမှဖြတ်တန်းမသွားနိုင်ခဲ့ပါဘူးအချိန်ပြင်းပြင်းနဲ့မောင်းနှင်လာတဲ့ထရက်ကားကြီးကအဲ့ဒီနံရံကိုတိုက်မိခဲ့ပေမဲ့နံရံကတော့လှုပ်ရှားမှုမရှိခဲ့ပါဘူးထရက်ကားကြီးကအပိုင်းစတွေအဖြစ်ကြေမိုးသွားခဲ့ပါတယ်မီတာထောင်ချီမြင့်တဲ့လေရင်တောင်မပြန့်တန်းနိုင်ခဲ့ပါဘူးနံရံအနားကပ်လာတဲ့အချိန်မှာဖုံမုံတွေအဖြစ်ပြိုကွဲသွားခဲ့ပါတယ်ပိုဆိုးတာကအဲ့ဒီနံရံမှာတန်လိုက်စွမ်းအားရမ်းပြင်းထန်ပါတယ်ရုတ်တရက်ဆိုသလိုတတုပစ္စည်းတွေအားလုံးကိုစတင်ဆွဲငင်ခဲ့ပါတယ်လက်ထိတ်ခတ်ထားတဲ့ပေါင်း200လေးတဲ့လူလည်းဆွဲငင်ခံနေရပါတယ်ရဲအမျိုးသမီးကသူ့လက်ထိတ်တွေကိုဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့တောတွေကလည်းနံရံမှာပဲကန့်ညိနေခဲ့ပါတယ်အဲ့ဒီနောက်ကားကြီးကသူတို့စီကိုစတင်ရွေ့ရလာခဲ့ပါတယ်ရဲအမျိုးသမီးကထိုလူကိုအချိန်မီတွန်းဖယ်ပေးနိုင်ခဲ့ပေမဲ့သူမကိုယ်တိုင်တော့မရှောင်နိုင်ခဲ့ပါဘူးဒီတော်အတွင်းမြို့ထဲကအိမ်တွေထဲကတတုပစ္စည်းအားလုံးဟာလေထဲမှာပြန်ဝဲပြီးတကားတွေပြတင်းပေါက်တွေမှာကန့်ညိနေခဲ့ကြပါတယ်တချို့လူတွေကသူတို့အိမ်ကနေလွတ်အောင်ထွက်ပြေးနိုင်ခဲ့ပေမဲ့တိုက်ကြီးကတော့ဒီစွမ်းအားအောက်မှာပြိုကျသွားခဲ့ပါတယ်အခုဆိုရင်မြို့ထဲကလူတိုင်းဟာမမြင်ရတဲ့နံရံတစ်ခုနဲ့ကဘာကြီးကနေပိုင်းခြားခံထားရပြီးပိတ်မိနေကြပါပြီ